အင်းဝနေပြီးတော့ရဲ့ကောင်းကင်ရင်ကိုခတ်ထန်ကြမ်းတမ်းနဲ့တရုတ်တာတာစစ်တပ်ကြီးကမတရားကျူးကျော်ဖုံးလွှမ်းဖို့ဟန်ပြနေတယ်မြို့ရိုးအပြင်ဘက်မှာအုပ်စုဖွဲ့ရန်ကားနေတဲ့ရန်သူတွေစီကနေအထင်မြင်သေးတဲ့ကမ်းလန်းချက်တစ်ခုထွက်လာတယ်စစ်တပ်ချင်းမတိုက်ပဲသူတို့ရဲ့သူရဲကောင်းဆိုသူနဲ့စီးချင်းထိုးဖို့တဲ့တိုင်းပြည်ရဲ့ဂုံတိတ်ခါကိုခြေမိုးပေါ်တင်နင်းလိုက်တာပဲရန်သူဘက်ကထွက်လာတာဂါမနီတန်းချက်ကတကိုယ်လုံးစွတ်တီဘီလူးတကောင်လုံးမန်ထနေရဲ့အေယာမလူချမ်းကြီးအင်းမဘရင်မင်းခေါင်တဲ့တကွာတတိုင်းပြည်လုံးတွေးပြန်နေကြချိန်မှာမျော်လင့်မထားတဲ့နေရာကနေဟိန်းထွက်လာတဲ့အတန်တန်အင်းဝရဲ့အချင်းထောင်စိုးစိုးစွတ်အမှောင်တူထဲမှာတန်ကြိုးခတ်ခံထားရတဲ့မွန်တူရဲကောင်တမိန်ပရန်ရဲ့အတန်ပဲဒီပွဲကိုငါတိုက်မယ်ကိုဖမ်းချုပ်ထားတဲ့ရန်သူဘရင်အတွက်မဟုတ်ဘူးငါမီငါရေကိုလာစော်ကားတဲ့ကျူးကျော်သူတွေကိုနှိမ်နှင်းဖို့စစ်တီတို့တယောက်ရဲ့မခန့်ချင်းစိတ်နဲ့တမိန်ဘရန်ဓာတ်ကိုဆွဲထုတ်တယ်စစ်မီဖြင့်အလဲမှာဂါမနီကအေးရမှာမြင်းကြီးပေါ်ကနေအချင်းသေးလောင်ပြောင်နေတယ်တမိန်ဘရန်ကတော့သေးတွယ်တွတ်လက်တဲ့မြင်းမာလေးပေါ်မှာဒေါသကိုမြို့သိပ်ပြီးအန်ကျိတ်ထားတယ်တိုက်ပွဲစပြီဂါမနီရဲ့လန်ချက်တွေကအသက်ကိုနှုတ်ဖို့အရိုက်ဆန်တော့ပြင်းထန်လုံးတယ်ဒါပေမဲ့တမိန်ဘရန်ကပြီးနေတာမဟုတ်ဘူးကြားရိုင်းတကောင်ကိုရန်သူရဲ့ဟာကွက်ကိုအညိုးအကြည့်စောင့်ကြည့်နေတာဂါမနီလန်ကိုအားကုန်ဖလွဲမြောက်လိုက်တဲ့အချိန်တိုင်းသူ့ချိုင်းအောက်နမ်းဘဲမှာတန်ချက်ကဟားသွားတာကိုတမိန်ဘရန်ရဲ့ဆူးရှာတဲ့မျက်လုံးတွေကဟမ်းမိသွားတယ်မောက်မာလာတဲ့ရန်သူရဲ့တေမင်းတကားပေါက်ပဲဂါမနီရဲ့အပြင်းထန်ဆုံးထိုးနှက်ချက်လာမယ့်အခိုက်အတန့်တမိန်ဘရန်ရဲ့မြို့တိတ်ထားသမျှဒေါသတွေပောက်ကွယ်ထွက်သွားပြီမြင်းကိုဇက်လွက်ပြီးလျက်စီးလိုပြေးဝင်သွားတယ်အားပါလာတဲ့တမိန်ဘရန်ရဲ့လှန်တန်ကဂါမနီရဲ့နံပဲဟားနေတဲ့တန်ချက်ကားကြားကိုအမုန်းတရားတွေနဲ့အတူအဆုံးထိထိုးဆိုင်ချလိုက်ကျူးကျော်သူဂါမနီရဲ့အေယာမခန်းထာကိုကြီးဖုံနှလုံးလုံးနဲ့မြေကြီးပေါ်ပြုတ်သွားတယ်တရုတ်တာတာတက်ကြီးတတက်လုံးကြောက်လန့်တကြားဆုတ်ခွာသွားရပြီမတရားမှုကိုဒေါသနဲ့တုံ့ပြန်ပြီးညံပြညာနဲ့ချီမုန်းခဲ့တဲ့စစ်တုံပန်းမွန်သူရဲကောင်တမိန်ဘရန်ရဲ့အမည်နာမဟာရန်သူတွေရဲ့ရင်ထဲမှာအမြဲတမ်းထိတ်လန့်စရာအဖြစ်ရန်ကြည့်ခဲ့ပါတော့တယ်